ဆိုင်းဘုတ်ကိုတွေ့ပါပြီရှင် channel ကိုဝင်มาတော့မယ်ခြံရတော့ကျဲကြီးပါပဲရှင်ဒီနေရာမှာရေကူးကန်တွေလည်းရှိပါတယ်ရှင်ကလေးတွေလွတ်လွတ်လပ်လပ်ပျော်ပျော်ပါပါဒီမှာကစားလို့လည်းရပါတယ်ကစားကွင်းတွေလည်းရှိပါတယ်ရှင်ကလေးတွေအတွက်တော်တော်အဆင်ပြေပါတယ်ပျော်ရွှင်စရာကောင်းပါတယ်ရှင်တာယာကြည်နူးဖို့ကောင်းပါတယ်ရှင်ဒါလေးအခုဒါပဲဒီနေရာကိုဘာလို့ခေါ်လဲပြောပါအောင် ကလေးအားကစားကွင်းအော်ဂျင်လာအားကစားကွင်း အော်ဂျလာအားကစားကွင်းလို့ခေါ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်အချိုရည်လာတိုက်နေတဲ့သားလေးဖြစ်ပါတယ်ရှင်ကျေးဇူးပါနော်မောနေလားသားလေးကျေးဇူးတင်ပါတယ်နော်